မော်စာအုပ်လေးရဲ့စာမျက်နှာတွေထပ်မံပွင့်သွားတဲ့အခါကိုင်တယောက်ပညာဗဟုသုတတွေထွန်းကားရနေုံလော့စီကိုရောက်ရှိလာခဲ့ပါတယ်ဒီလောက်ဟာတော့တပီလုံးကတန်ကာတော်တွေနဲ့ចောင်းသားလေးတွေဟာစာပြန်ပွဲတွေအထက်စာပေတွေကိုကြိုးစားအားထုတ်နေကြတဲ့အချိန်ပဲဖြစ်ပါတယ်ကိုင်ဟာလည်းသူ့ရဲ့ခန့်ညားတဲ့မြန်မာဝတ်စုံလေးနဲ့အတူရှေးအောင်ဖုံးတော်ကြီးကျောင်းရဲ့စာကြည့်တိုက်လေးထဲမှာရောက်နေတာကိုတွေ့လိုက်ရတယ်ပတ်ဝန်းကျင်တစ်ခုလုံးမှာစာဖတ်တန်တွေစာအုပ်လန်တန်တွေနဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့ပညာရှာမိရှင်အငွေအသက်တွေပြည့်နှံနေပါတယ်ရုတ်တရက်ကိုင်ဟာစာချက်အရင်အခက်တွေ့နေတဲ့တငယ်ချင်းတယောက်ကိုတွေ့လိုက်ရပြီးသူတွေ့ထားတဲ့ပညာရက်တွေကိုဝိုင်းဝန်းကူညီပေးခဲ့ပါတယ်ပညာဆိုတာမျှဝေလေးပိုတောက်ပလေးပဲဆိုတာကိုကိုင်တယောက်လက်တွေ့သိမြင်လာခဲ့ပါပြီစာပြန်ပွဲနေလာတဲ့အခါမှာတော့ကိုင်ဟာစိတ်အေးချမ်းစွာနဲ့သူလေးလာထားတာတွေကိုဖြည့်ဆို့နိုင်ခဲ့ပါတယ်စူးစမ်းမှုရဲ့ရလဒ်အဖြစ်ကိုင်ဟာချီကျူးဂုံပြူခြင်းတွေကိုခံရတဲ့အခါမှာသူ့ရဲ့မျက်နှာလေးမှာဂုံယူဝမ်းမြောက်တဲ့အပြုံးတွေဝေစာလို့နေပါတယ်ပညာဆိုတာခိုးယူလို့မရတဲ့ရွှေအိုးကြီးတစ်လုံးထဲပိုတန်မှုရှိမှန်းကိုင်တယောက်ကောင်းကောင်းကြီးတည်သွားခဲ့ပါပြီတငယ်ချင်းတွေနဲ့အတူပညာရည်သူတက်လန်းချရင်တူးကိုတူးဖေးမှကုညီကြတဲ့မြင်ကွင်းကတကယ်ကိုကြည်နူးစရာပါပဲစာအုပ်လေးကိုပြန်ပိတ်လိုက်ခြင်းမှာတော့ကိုင်ဟာပညာပြည့်ဝတဲ့နှလုံးသားတစ်ခုနဲ့အတူနောက်ထပ်ယာတီတစ်ခုစီကိုခရီးဆက်ဖို့ပြင်ဆင်နေပါတော့တယ်